2000ခုနှစ်စက်တင်ဘာလ17ရက်နေ့တုန်းကအိုစမာဘင်လာဒင်ဦးဆောင်တဲ့အဲကိုင်းနာအဖွဲ့ဟာအမေရိကန်ကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီတော့ဘင်လာဒင်ကိုခိုလုံခွင့်ပေးခဲ့တဲ့အာဖဂန်နစ္စတန်ကိုအမေရိကန်ကစစ်ကြေညာပြီးနောက်စစ်ပွဲထဲပါဝင်လာတဲ့38နိုင်ငံထဲမှာတောင်ကိုရီးယားကလည်းတိုက်ခိုက်ရေးစစ်သည်မဟုတ်တဲ့လူရချီစစ်လုပ်ခဲ့ပါတယ်။အမေရိကန်တို့ခန့်အပ်ခဲ့တဲ့အစိုးရထံအာဏာလွှဲပေးလိုက်ရတဲ့တာလီဘန်တို့ဟာအသေးခံဘုံခွဲခြင်းနဲ့နိုင်ငံသားတွေကိုပြန်ပေးဆွဲခြင်းဘက်သို့ကူးပြောင်းလာပါတယ်။2006ခုနှစ်စက်တင်ဘာလ19ရက်နေ့အာဖဂန်နစ္စတန်ရဲ့ဂျာဘူးမြို့မှာဘာရွယ်ချက်နဲ့မှမသိတဲ့ကိုရီးယားနိုင်ငံသားအများပြားဟာအိတ်စပတ်ကားတစ်စီးနဲ့ရောက်လာကြစဉ်တာလီဘန်တို့ကကားရှိပိတ်ရက်လာပါတယ်။ကားတကားဖွင့်ခိုင်းချိန်ကြောက်လန့်တကြားထွက်ပြေးတဲ့ဒေသခံကားဆရာကြောင့်ကားမှန်တွေအကုန်ပစ်ခွဲကထိုကားဆရာကိုလည်းပြစ်တက်လိုက်ကြပါတယ်။တောင်ကိုရီးယားလူမျိုးခီးသွားတွေပါလို့ပြပေမဲ့အာဖဂန်မှာခီးသွားဆိုတာမရှိဘူးဆိုကလူအလုံးကိုဖမ်းခေါ်သွားပြီးကားကိုဖောက်ခွဲခဲ့ကြပါတယ်။တောင်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးဌာနထံအပြေးရောက်လာပြီးသတင်းမင်းနေသူချောင်းကျဲဟိုကခရီးသွားလာခွင့်ပိတ်ထားတဲ့နိုင်ငံကိုဘလို့သွားလဲဆိုတော့ပေကျင်းကနေဒူဘိုင်းကိုလိုအချက်လက်ဖြစ်ခဲ့ကြောင်းပြောတဲ့အခါငါကိုသာတက်လိုက်ပါတော့လို့ဆိုရင်တစားကန်စင်းကိုယူကြည့်ပါတယ်ချက်ချောင်းတစ်ခုတည်းကထိုလူအလုံးဟာရေတိုတာသနာပြုလုပ်ငန်းနဲ့ထွက်သွားကြတာဖြစ်ပါတယ်ထိုတစားကန်တွေအထွက်တာလီဘန်တို့ဘက်ကကိုရီးယားစစ်တပ်ကိုအာဖဂန်နစ္စတန်ကရုပ်သိမ်းမှုကပူးချင်းတောင်တွေကတာလီဘန်အကျဉ်းသား23ယောက်ကိုချက်ချင်းလွတ်ပေးရမယ်လို့ဗီဒီယိုဖိုင်နဲ့တကွထုတ်ပြန်ကြေညာနေပြီမို့သတင်းဌာနအားလုံးကိုတစားကန်တွေဟာစေတနာဝန်ထမ်းတွေလို့သာဖော်ပြခိုင်းပါတယ်တောင်းဆိုချက်လိုက်ရောဖို့အချိန်24နာရီပေးမယ်ဆိုတာကြောင့်ဂျဲဟိုလည်းသူ့နိုင်မှာတိုင်ပါမှတ်လိုက်ပါတယ်ပါကစ္စတန်ရဲ့ကရာချီအကျဉ်းထောင်တွင်ကိုရီးယားလူမျိုးတယောက်ကိုထောင်ကထုတ်ပေးလာသူကလက်ဆွဲနှုတ်ဆက်နေပေမဲ့စေးလိတ်တောင်းနေသူဘတ်ထက်ရှေ့ဟာဒေါ်လာအတုလုပ်ခဲ့လို့4လလောက်ကျသွားတယ်ပြောနေလို့ငါသဘောနဲ့ငါလုပ်ခဲ့တာမဟုတ်ပဲနိုင်ငံတော်အတွက်အသက်နဲ့ရင်းခဲ့တာကိုဒီလိုဆက်ဆံရလာမိပါတယ်အခုကပူးမျိုးကိုသွားလိုက်ပါဆိုလို့သူ့ဝန်ထမ်းကပါထုတ်ပေးပြီးထပ်မဆုံရအောင်လို့ပြောသွားပါတယ်သို့ပေမဲ့လူ23ယောက်ပြန်ပေးဆွဲခံရကြောင်းသတင်းစာပေးလာလို့ဖြန့်ဖတ်ကြည့်လိုက်ပါတယ်အဖမ်းခံရတဲ့တစားကန်တွေကိုတနေရာဖမ်းခေါ်သွားနေချိန်ချောင်ကျဲဝိုးတို့ကကပူးလေသိက်ကိုဆင်းသက်တော့မှာဖြစ်ပါတယ်ဓာတ်လိုက်မတိုင်ခင်9နိုင်အလုံးမှာအာဖဂန်နစ္စတန်လေဆိပ်ကိုဆက်ရောက်လာကြပြီးအာဖဂန်အစိုးရဘက်ကတာလီဘန်တွေတောင်းဆိုသမျှကိုအလျှော့မပေးတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။အဆောင်တွေခြံရံပြီးတန်ယုံကိုသွားမဲ့အချိန်ကားနဲ့ရောက်လာတဲ့ဘားထက်ရှစ်ကိုအဆောင်ကတနက်နဲ့ချိန်နေပြီမို့မင်းအောင်ကဂျားဝင်ထားပြီးအမျိုးသားထောက်လှမ်းရေးကတော့အတိပေးပါတယ်။ညှိနှိုင်းသူဂျဲဟိုကိုဗျူဟာကဘာလဲမေးပေမဲ့ကားပေါ်သာတက်သွားတဲ့အတွက်ဂတိတီကြောင်ပြကျင်တဲ့တာလီဘန်တွေတယောက်ယောက်ကိုမတက်ခင်အပြုတ်သဘောဆောင်တာပေးဖို့မှာလိုက်ပါတယ်။ပါကစ္စတန်မှာပြဿနာရှာလို့နှင်ထုတ်ခံရတဲ့ထက်ရှစ်ဟာအီရတ်မှာကိုရီးယားလူမျိုးတစားကန်ကိစ္စကိုကင်တွယ်ခဲ့ပေမဲ့အဲ့ဒီတစားကန်အသက်ခံလိုက်ရတော့လေလောလောဆယ်ဒီဒေတာမှာအလုံးလုံးမဲ့သူရှာတော့ NIS agent တယောက်ကိုပို့ထားတာဖြစ်မယ်လို့ရှင်းပြပါတယ်ဂျဲဟိုကတော့အချိန်မွေးထားပေါက်ကွဲနိုင်တဲ့ဒေတာမြင်ကွင်းကိုကြည့်ကအာဖဂန်နိုင်ငံသားရေးဝန်ကြီးထံရောက်သွားပါတယ်လွန်ခဲ့တဲ့2ရက်ကတည်းကဂျာမန်သား2ယောက်ပြန်ပေးဆွဲခံလိုက်ရတာမို့ဘာလို့များကိုရီးယားလူအုပ်ကြီးကသူတို့အကူအညီမပါပဲသွားနေလဲဆိုတဲ့ဝန်ကြီးကိုစုံမတာတွေရက်ပြီးတာလီဘန်အချင်းသားတွေလွတ်ပေးဖို့ဘာသာပြန်ခိုင်းပါတယ်အရင်တစ်ခါအီတလီသတင်းတောက်တုံကလို့တစားကန်ချင်းလဲပေးဖို့တောင်းဆိုတော့အဲ့ဒါတယောက်တည်းမှုကိစ္စမရှိပေမဲ့အခုကျများလို့နေရလို့ဆိုပါတယ်ဂျဲဟိုကတော့တာလီဘန်တွေတက်ပြန်ဆုတ်ခိုင်းတဲ့တောင်းဆိုချက်မှာသူတို့ကအာဖဂန်ရဲ့ဆေးဘက်ဆိုင်ရာနဲ့လမ်းတွေပို့ချဲဖို့တက်တွေကိုမရုပ်သိမ်းမဲ့ပိုတိုးပေးနိုင်တယ်လို့အသိပေးလိုက်တာကြောင့်ဝန်ကြီးကသတင်းစာရှင်းလင်းပွဲလုပ်ဖို့သဘောတူလိုက်ပါတယ်ကိုရီးယားဘက်ကတစားကန်လဲဖို့အချိန်ဘယ်လောက်ကြာမလဲမေးလာတဲ့အတွက်သိမကြလောက်ပြီမဲ့တာလီဘန်အကျဉ်းသားတွေကိုလွှတ်ပေးဖို့ကအမေရိကန်ရဲ့သဘောထားကိုမေးရန်လိုအပ်တာမို့ဝါရှင်တန်ဘက်ဆက်သွယ်ပေးဖို့အကူအညီတောင်းပါတယ်တားသင်ငန်းတွေကဂျဲဟိုထံထဲရှိရောက်လာပြီးသဘောတူညီချက်တွေပြောပြဖို့နဲ့တကယ်ပဲတာလီဘန်အကျဉ်းသားတွေကိုလွှတ်ပေးမှလာမိပါတယ်စစ်တပ်ရုပ်သိမ်းရေးကိုလည်းအာဖဂန်ဘက်ကသဘောတူမှာမဟုတ်ဘူးပြောနေလို့ဟော်လိုင်းကပိုးတဲ့တန်တမာရေးရလျှို့ဝှက်ချက်ကိုခိုးနှားထောင်နေရလာမိပါတယ်ဒီနိုင်ငံအကြောင်းကိုသိနေတဲ့ထက်ရှိကတော့ပြည်သူတွေဟာတာလီဘန်အတန်ကြားတာနဲ့နာကြီးလွန်းတာမို့အကျဉ်းသားတယောက်ကိုလွှတ်ပေးတော့ကတော့ယာဒူးပြုံးလို့ဖြစ်သွားတဲ့သမရကအခုတာလီဘန်23ယောက်ကိုလွှတ်ပေးမယ်ထင်လားလို့မိကွန်းထုတ်ပါတယ်ထက်ရှိပြောတဲ့အတိုင်းပဲနိုင်ငံခြားရေးဝန်ကြီးရဲ့သတင်းစာရှင်းလင်းပွဲမှာတစားကန်အချက်တဲအတွက်ကိုရီးယားနဲ့အတူဖြည့်ရှင်းမှာဖြစ်ပေမဲ့ဘလို့အခြေအနေမျိုးမှမဆိုတာလီဘန်တွေကိုလွှတ်ပေးမှာမဟုတ်ကြောင်းထုတ်ပြန်လိုက်ပါတယ်ဒီတော့သဘောတူညီချက်ယူထားတဲ့ဆိုတဲ့ဂျဲဟိုရဲ့ခေါင်းပေါ်အကုန်ကျလာပြီးအမြန်ရှင်းခိုင်းနေလို့တနင်္လာပဲကြံတော့တဲ့အချိန်တွင်အာဖဂန်အရာရှိတွေနဲ့တွေ့ရန်ထွက်လာကြပါတယ်လမ်းမကြီးတိုင်းကားပိတ်နေလို့လမ်းကြားကဖြတ်ထွက်လာတော့လေကားတစ်ပိန်းစာမှတိုးမရတဲ့ကားကိုရှားသလိုဆက်မောင်းလာချိန်အသေးအတန်နဲ့ပြဿနာတက်နေပြန်တာကြောင့်ဂျဲဟိုကမဝေးတော့တဲ့အဆောက်အဦထံ
ဒူးဝင်ကြီးကိုလမ်းလျှောက်ဖို့ခေါ်သွားပါတယ်ရှေ့နာအရောက်လမ်းကိုကန့်လန့်ထိုးရက်လာတဲ့ကားတစ်စီးပေါ်ကလူတစ်ယောက်ထွက်ပြေးသွားပြီးနောက်ခန်းကဆင်းလာတဲ့အမျိုးသမီးဝက်လူတစ်ယောက်ကလူအုပ်ကြီးကြားမှာအသေးခံဘုံခွဲပစ်လိုက်ပါတော့တယ်ကဲပါယူပါဆိုတဲ့အတန်တွေကြားကသူ့ကိုယ်သူမနှဲထထိုင်ရင်သွေးပြက်စရာမြင်ကွင်းကိုထိတ်လန့်စွာကြည့်မိလိုက်ပါတယ်ဒါကိုမသိတဲ့ဌာနဘက်ကမိနစ်30အလို့ဆိုတစားကန်တွေအသက်ခံရနိုင်လို့ဘလို့ဖြည့်ရှင်းမှလည်းမင်းနေတဲ့အတွက်စစ်တပ်ရုပ်သိမ်းမယ်လို့ကနဦးကြေညာပြီးရင်အစ္စလမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထံဆက်သွယ်ပေးဖို့အကူအညီတောင်းပါတယ်ရက်တိချက်ပြောင်းလိုက်ရင်အားနည်းချက်ကိုဝန်ခံသလိုဖြစ်သွားမယ်ဆိုလို့အခုချိန်နေရအခြားနည်းလမ်းမရှိတော့ကြောင်းတင်ပြလိုက်ပါတယ်ဝင်ကြီးဘက်ကကြေညာချက်ထုတ်ပြီးတာနဲ့တာလီဘန်တွေက24နာရီထပ်ပေးလိုက်ပြီဆိုတာကြောင့်ဒူးဝင်ကြီးကိုဂီယူဆိုင်ယမ်မာကအာဖဂန်နိုင်ငံသားရေးဝင်ကြီးထံသွားပါတယ်စိုးတောင်းပြီးသည့်အထိစိတ်မရှိစွာစောင့်လို့အပြီးသဘောတူထားတဲ့ကိစ္စဘာလို့ပြန်ဆုတ်လိုက်တာလဲမီတော့သူလဲကိုရီးယားအစိုးရဘက်ကတာလီဘန်တွေရဲ့တောင်းဆိုချက်ကိုလိုက်ရောပေးလိုက်တဲ့အပေါ်စိတ်မကောင်းဘူးလို့ဆိုပါတယ်ခင်ဗျားတို့စိတ်ပူနေတာကတစားကန်လွတ်မြောက်ရေးပဲဖြစ်ပေမဲ့ကျုပ်တို့ကတော့ခင်ဗျားတို့ပြန်သွားပြီးရင်တော့တာလီဘန်တွေကိုစက်တိုက်နေရအောင်မှာမို့ရှုပ်ထွေးနေတာကိုနားလည်ဖို့တောင်းဆိုပါတယ်ဘလို့အပေးယူမျိုးနဲ့မှအချင်းသားတွေကိုလှုပ်ပေးမှလဲဆိုတဲ့ကျဲဟိုကနောက်တစ်ခါတစားကန်တွေကိုတပ်ပစ်မှလို့ပြောတော့တာလီဘန်တွေလိုချင်တဲ့လိုက်ရောမှုမျိုးမလုပ်ရန်တတိပေးနေလို့အပြစ်မဲ့ပြည်သူတွေရဲ့အသက်ကိုအရေးမကြီးသလိုမလုံနဲ့ဆိုတဲ့အခါသူတို့တွေမှာတကယ်ပဲအပြစ်မရှိဘူးလားလို့မေးလာပါတယ်ဒီအချိန်ဖုန်းဝင်လာပြီးအရေးကြီးကိစ္စရှိလို့သွားခွင့်တောင်းနေသူဝင်ကြီးကိုသူတို့စကားမပြတ်သေးဘူးပြောတော့ဂျာမန်တစားကန်တယောက်အသက်ခံလိုက်ရပြီဆိုလို့နောက်တစ်ယောက်ကကိုရီးယားလူမျိုးဖြစ်နိုင်တယ်ပြောတဲ့အခါတာလီဘန်တွေရဲ့အဓိကရည်ရွယ်ချက်ကအကျဉ်းသားတွေမဟုတ်ပဲအခြေအနေကိုသူပြောပြပြီးထင်တယ်လို့ဆိုပါတယ်ကပူးစီထဲမှာလူတစ်ယောက်ဓာတ်ပုံနဲ့လိုက်လံစုံစမ်းနေတဲ့ထက်ရှိတယောက်အသားဆိုင်ကလမ်းညွန်လိုက်တဲ့အတိုင်းလောင်းကစားဝိုင်းတစ်ခုထံရောက်လာပါတယ်လူတစ်ယောက်ကိုကာရှင်းလာလို့မိလိုက်တော့ကိုရီးယားလို့နားမလဲသလိုနဲ့အယူကွက်နင်းနေရကြောင်းဤဘုံဟန်လို့ခေါ်လိုက်ပြီးထွက်လာခဲ့လို့ခေါ်ပါတယ်ဒဏ်ရာကြီးနဲ့တောင်အနားမယူနိုင်တဲ့ဒူးဝင်ကြီးထံဂျဲဟိုရောက်လာပြီးအာဖဂန်ဘက်ကအကျဉ်းသားတွေကိုငွေနဲ့ရွေးလို့ရကြောင်းသူ့ကိုမပြောလို့မေးခွန်းထုတ်နေတဲ့အတွက်အကြမ်းဖက်သမားတွေနဲ့အပေးယူလုံးမလို့လားပြန်မေးပါတယ်ဂျာမန်တွေလိုသူတို့မူဝါဒကိုစုပ်ကိုင်ထားရင်တစားကန်အသက်ခံရနိုင်တာမို့ဝင်ကြီးစီအစီရင်ခံမယ်ဆိုတဲ့ဂျဲဟိုကိုဒီသတင်းသာအပြင်ပေါက်သွားရင်တကဘာလုံးကသူတို့ကိုအနိုင်ကျင့်လို့ရတဲ့နိုင်ငံအဖြစ်မြင်သွားမယ်ဆိုလို့သူတို့ရည်ရွယ်ချက်ကဂုံတိတ်ခအထွတ်မဟုတ်ပဲလူမသေးအောင်ကာကွယ်ဖို့ဖြစ်ကြောင်းတုံ့ပြန်ပါတယ်တရက်ပဲအချိန်ပေးထားချိန်မှာ2ရက်ဆောက်ရင် NIS ကဂျာကာနဲ့ဖြည့်ရှင်းမယ်လို့ဆိုပါတယ်ဂျာကာဆိုတာအာဖဂန်မျိုးနွယ်စုကောင်စီဖြစ်ပြီးအာဖဂန်ကကိစ္စတွေကိုဖြည့်ရှင်းပေးသူတွေမို့သူတို့ဆုံးဖြတ်ပြီးရင်အကျဉ်းသားလဲလှယ်တရားမလို့ပဲတစားကန်တွေလွတ်မြောက်နိုင်မှာမို့ထိုကိစ္စကိုထဲရှိကဆက်သွယ်ဆောင်ရွက်နေပါတယ်မြီးတွေနဲ့လမ်းပြငားလာတဲ့ကာရှင်ကလမ်းတစ်ဝက်မရောက်သေးဘူးအာဖဂန်ငွေ1000တောင်းနေရဆိုလို့လမ်းပြကို2000ရင်ပေးကမမောင်ငယ်အရောက်ပို့ပေးနိုင်မှာကနောက်ထပ်2000ရမယ်ဆိုလို့ခွေစင်နေတဲ့ကာရှင်ကငွေရှင်းရင်သူကတဆင့်ရှင်းရန်မကြေမချမ်းဖြစ်နေပါတယ်အချိန်ပြည့်ဖို့19နာရီအလိုပါရှရွန်မျိုးနဲ့သူကျေးရွာကိုရောက်လာတော့ကာရှင်ကထဲရှိကိုပြုံးပြရန်တတိပေးပါတယ်သူတို့လူတယောက်ကိုဘုံပေါက်ကွဲမှုမှာအသက်ကယ်ပေးခဲ့ကြောင်းကာရှင်ကပြောပြရင်အဝေးကြီးရောက်လာရတဲ့အကြောင်းရင်းကကိုရီးယားတစားကန်တွေကြောင့်လို့အသိပေးလိုက်ပါတယ်မိသားစုဓာတ်ပုံတွေနဲ့တကွဒီလူတွေကစေတနာဝန်ထမ်းတွေပါလို့ရှင်းပြရင်ကိုရီးယားရဲ့နောက်ဆုံးပေါ်ဖုန်းတစ်လုံးကိုငိမ့်ငိမ့်လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်ဒီအချိန်ကားတစ်စီးနဲ့တူဂျေအိုတို့ပါရောက်လာတာကြောင့်သူ့ကိုလမ်းမရှိဘူးဆိုပြီးမြီးနဲ့လမ်းကျိုလမ်းကြားကခေါ်လာတဲ့ကာရှင်းကိုအပြစ်တင်ပါတယ်လူမျိုးစုခေါင်းဆောင်ကိုသူဟာကိုရီးယားအစိုးရအဖွဲ့ကပါလို့မိတ်ဆက်ကာရှင်းနဲ့ဖက်လက်တကင်းစကားတွေပြောနေသူဂျေအိုကိုဒီနေရာမှာသူ့စီကန်းနဲ့သူရှိလို့ဝင်မရှုပ်ရန်တတိပေးတဲ့ထက်ရှိဟာလူ23ယောက်အသက်အတွက်အချိန်မရှိဘူးလို့တုံ့ပြန်လိုက်ပါတယ်ညရောက်တော့ဂျေအိုကိုပညာရှင်လို့ချီးကျူးနေသူကာရှင်းရဲ့စကားကြောင့်တကြီးဖျားရွာသားကောင်းမှုလုပ်နေတာကအဆင့်တန်းမြင့်တာမဟုတ်ပဲငွေရဲ့အင်အားကြောင့်ဆိုတဲ့ထက်ရှိကိုဒါဆိုမင်းပေးတဲ့ဖုန်းကမှအဆင့်တန်းရှိတာလားလို့ခြေပါပါတယ်မျိုးနွယ်သူကောင်းဆောင်ကဂျာကာအဖွဲ့စီရဲ့တကယ်အရေးပါသူလားမေးတဲ့အခါအစ္စလမ်တွေမှာတာလီဘန်တွေတောင်မထိရတဲ့တော်ဝင်မိသားစုမျိုးရိုးရှိတဲ့အတွက်ဒီမျိုးနွယ်သူကောင်းဆောင်ရဲ့ထောက်ခံမှုရဖို့လိုအပ်ကြောင်းရှင်းပြပါတယ်သူတို့ကပါအတူပျော်ဖို့ခေါ်နေရနဲ့ညင်းလိုက်ရင်မလေးစားဘူးထင်သွားမယ်ဆိုတဲ့ထက်ရှိကမီးပုံကိုလိုက်ခုံကြော်ပြနေရပြီးဂျေဟိုကတော့ဒေတာထွက်ဟာရှေ့အမီယာဆေးကြောက်အပြင်သားကိုကာရှင်းတားနေတဲ့ဂျာကစွတ်ဖွာနေပါတော့တယ်တစ်ဖက်မှာဖမ်းထားတဲ့တစားကန်တွေကိုတာလီဘန်တယောက်ကလာဆက်စိမ့်နေပြီးမျိုးနွယ်သူကောင်းဆောင်ကညှိနှိုင်းနေတဲ့အတွင်တစားကန်တွေဘေးကင်းနေမဲ့အကြောင်းနဲ့သူကူညီပေးရခြင်းအကြောင်းရင်းကဂုံတိတ်ခကိုလေးစားတဲ့အစ္စလမ်တွေဟာအဲ့တဲ့ကိုနှွေးထွေးစွာကြိုဆိုတတ်တဲ့အဓိပ္ပာယ်လို့ဆိုပါတယ်ဂျာကညီလာခံအပြီးမှာတစားကန်တွေကိုလှုပ်ပေးမယ်ဆိုတဲ့ကတိရလာပြီဆိုလို့ဂျေဟူကထဲရှိကိုဝမ်းသာအားရချီးကျူးကကိုရီးယားရောက်ရင်တခွက်တိုက်မယ်လို့ဖိတ်ခေါ်ပါတယ်ထဲရှိကတော့သူကိုရီးယားကိုမပြန်ချင်ပဲမိုးနှမ်းမြေကြားမှာတယောက်တည်းရှိသလိုခံစားရတဲ့ဒီနေရာကိုသဘောကျတယ်လို့ဖြေပါတယ်နောက်ကအပြေးလွှားနဲ့သတင်းကိုဝမ်းသာအားရလာပြောနေသူကရှင်တယောက်ကြိုသိပြီးသားမို့သူ့ကိုအယူလို့ကြည့်နေသူနှစ်ယောက်ဟာဘာပဲဖြစ်ဖြစ်သူမျိုးနွယ်သူခေါင်းဆောင်ရဲ့တူနဲ့တီးတယ်လို့ဟန်ဆောင်ခဲ့တာအထောက်အကူဖြစ်သွားတယ်လို့ဆိုပါတယ်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှာတော့တစားကန်23ရက်လုံးကိုတင်နိုင်တဲ့လေရင်မရှိလို့စင်းလုံးငားပေးရမလားမင်းနေသူကိုအိုလံပစ်ရွှေတသိန်းဆုရှင်နေမဟုတ်လို့
လို့အစစ်စင်ခီးစင်သာရှာခိုင်းပါတယ်ဒီအချိန်ဘေးခန်းကပြလို့တည်င်းဖွင့်ကြည့်တော့ထိုသာသနာပြုတသားကံတွေကအန်နယ်များတဲ့ခီးကိုသွားရန်တည်တန်းစာတော်ရေးခဲ့ပြီးဖြစ်ကြောင်းအားချောင်းနေတဲ့အတွက်ထိုတည်င်းဌာနကိုဖုန်းဆက်ပြီးခမည်းတော်ထုတ်လွှင့်နေတာတာလီဘန်တွေကိုစွာပေးသလိုအန်နယ်များကြောင်းအသိပေးပေမဲ့ဓာတ်ရိုက်ထုတ်လွှင့်နေတာဖြစ်လို့မရက်ပေးနိုင်သလိုတာလီဘန်တွေကိုရီးယားလို့နားလည်မှာမဟုတ်ဘူးဆိုကဖုန်းချသွားပါတယ်ထိုတည်င်းကိုမြင်သွားတဲ့ဂျာကာမျိုးနွယ်သူကောင်းဆောင်ဟာတသားကံတွေကစေတနာဝန်ထမ်းတွေပါဆိုပြီးဘာလို့သူ့ကိုလိန်ခဲ့တာလဲမင်းနေပြီမို့အဲ့ဒါသာသနာပြုတွေမဟုတ်ပဲစေတနာဝန်ထမ်းတွေပါလို့ရှင်းပြပေမဲ့အယုံကြည်မဲ့သွားပြီဖြစ်ပါတယ်ဒါကြောင့်မနှက်ဖြန်ရှေ့ရောက်တတုတ်စီနိုင်ငံထံပြန်လာနိုင်တော့မယ်ဆိုတဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းဆိုးဝင်လာလို့ဝင်ကြီးကထွက်သွားပါတယ်ဒီတိုင်းပြန်လွတ်လာတော့မဲ့လူတွေကရုပ်တံလိုင်းတစ်ခုရဲ့အမှားကြောင့်ငွေပေးပြီးပြန်ရွေးရမယ့်နီလန်းဖြင့်အခြားမရှိတော့လို့မြန်ဆုံးဖြတ်ပြီးရန်ဂျယ်ဟိုကတောင်းဆိုလိုက်ပါတယ်တစားကန်တွေအန်ရရှိနိုင်ကြောင်းပြောလို့မဆုံးခင်ထဲရှိရဲ့ဖုန်းကိုအရှိတိုင်းသားတယောက်အလောင်းတွေ့ထားကြောင်းဆက်သွယ်လာလို့ထိုနေရာကိုသွားစစ်ဆေးကြပါတယ်ဟိုရောက်သွားတော့အာဖဂန်ရဲတွေနဲ့ပြည်သူတွေရှာတွေ့ထားတဲ့အလောင်းဟာတစားကန်23ယောက်ထဲကကားပေါ်မှာဖျားစာတိုင်ပေးသူဖြစ်နေတာတွေ့လိုက်ရပါတယ်ပြန်ပေးဆွဲမှု9ရက်မြောက်နေ့ရောက်လာတော့ဌာနကလူတယောက်မှတာလီဘန်တွေရဲ့ website မှာဗီဒီယိုဖိုင်ရှာတွေ့ကြောင်းလှမ်းអော်ပါတယ်ဟုံးမီဆိုအမည်ရအမျိုးသမီးကဒီလိုတွေသူတို့ကိုကောင်းမွန်ကျင်နာစွာဆက်ဆံပေးကြောင်းထိတ်လန့်စွာပြောနေပြီးမိသားစုလို့ချိန်ချောက်ကကိုရီးယားဆိုရအနေနဲ့သူမတို့ကိုကယ်တင်ဖို့လက်ရောအကူအညီတောင်းခိုင်းနေပါတယ်တာလီဘန်တွေရဲ့ဆိုရသူတို့ဘယ်တော့မှငွေမတောင်းဘူးပဲဒဇာကန်တွေအိမ်ပြန်နိုင်မဲ့တခုတည်းသောနီလန်ကတာလီဘန်အကျဉ်းသားတွေကိုလှုပ်ပေးဖို့ပဲမို့24နာရီအတွင်းအာဖဂန်အစိုးရနဲ့ညှိနှိုင်းဖြောင်းပြပါမဟုတ်ရင်တနင်္လာတယောက်တပ်ပစ်မယ်လို့တတိပေးသွားပါတယ်ဒီတော့နိုင်ငံခြားရေးဌာနကဂျေအိုနဲ့အမျိုးသားထောက်လှမ်းရေးကထက်ရှိတို့ပြဿနာတက်ကုန်ကြပြီးညဘက်တယောက်တည်းတောက်နေတဲ့ဂျေအိုကိုအမေရိကန်ဘက်ကရောအာဖဂန်သမ္မတကပါအကျဉ်းသားတွေကိုလှုပ်ပေးမှာမဟုတ်ပဲတခုတည်းသောနီလန်ကဓာတ်ရိုက်ညှိနှိုင်းတာလို့အကြံပေးပေမဲ့ဂျေအိုကမဖြစ်နိုင်ဘူးလို့ညင်းပါတယ်အဲကွန်ခန်းထဲမှာအချိန်ကုန်နေရတဲ့ငပြော့တွေကတာလီဘန်နဲ့တွေ့ဖို့ကြောင်းနေမှာပေါ့လို့စကန်နာထိုးတဲ့ထက်ရှိကိုတန်တမန်ရေးရမှာစီးကြော်လို့မရတဲ့အရာတစ်ခုရှိပြီးအကယ်၍တာလီဘန်တွေနဲ့ဇပွဲဝိုင်းမှာထိုင်ပြီးလိုက်ရင်တောင်ကိုရီးယားအကြမ်းဖက်သမားတွေကိုအရှုံးပေးတဲ့နိုင်ငံဖြစ်တန်တမန်ရေးရမှာရှုံးနေမှုပဲလို့ရှင်းပြပါတယ်ထက်ရှိကတော့အဲ့ဒီတန်တမန်ရေးရဆိုတာကြီးကိုစားလိုက်ဖို့နဲ့သူသွားမယ်ပြောနေလို့အီရတ်မှာဖြစ်ခဲ့တာအတွက်အစားပြန်ပေးချင်တာလားဆိုတဲ့ဂျေအိုကအကြံပေးရရင်ကိုရီးယားပြန်လိုက်ဖို့နဲ့အတိတ်မှာနစ်မုံပြီးဘသူမဆိုယူသွားစေမဲ့ဒီနေရာမှာရှောက်သွားနေတာကအတိတ်ပဲမရှိဘူးလို့ပြောသွားပါတယ်တစ်ချိန်ကကိုရီးယားလူမျိုးတစားကန်တယောက်အတွက်တာဝန်ထမ်းဆောင်ခဲ့တဲ့ထက်ရှိဟာတစားကန်ကိုသူ့ရှိတဲ့ခေါင်းဖြတ်ခဲ့တာကိုကြည့်နေကြရဘူးပါတယ်ရေချိုးနေတော့တကားကောက်တန်နဲ့ရောက်လာတဲ့အဗ်ဒူလာဆိုသူကိုဂျေအိုတို့ထံခေါ်သွားတော့ဒီပွဲသားကတာလီဘန်အကျဉ်းသားတွေကိုစရင်ပြောင်းထုတ်ပေးနိုင်တယ်လားမင်းနေလို့သူဟာစစ်မဖြစ်ခင်ကတည်းကတာလီဘန်တွေနဲ့အလွတ်လုံနေတဲ့ဗြိတိရှစီးပွားရေးသမားဖြစ်ပြီးဒါမျိုးအမှုပေါင်းများစွာကိုဂျားဝင်ညှိနှိုင်းပေးဘူးတယ်လို့ရှင်းပြပါတယ်ဘိုးအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိမနေတဲ့ဂါဇနီအကျဉ်းထောင်တွေကနေတာလီဘန်အကျဉ်းသားတွေအတွက်ငွေသုံးပြီးအတွင်းလူနဲ့ထုတ်ပေးမှလို့ဆိုပါတယ်အပေးယူအနေနဲ့ဒေါ်လာ2သိန်းဆိုလို့အခန်းထဲဝင်သွားပြီးတာလီဘန်တွေဘက်ကအခုထိတော့အကျဉ်းသား23ယောက်ပဲတောင်းဆိုထားပေမဲ့ဘာလို့စရင်ပြောင်းသွားတာလဲမေးတော့တာလီဘန်တွေကိုယ်တိုင်ဒီလိုတပ်ဖြတ်မှုတွေကိုစိတ်မတတ်မတာဖြစ်နေလို့အခွင့်အရေးရရင်ညှိနှိုင်းချင်တာလို့ဆိုပါတယ်ခမ ကအာဖဂန်လူမျိုးမဟုတ်ပဲဘာတွေနားလဲနေရလဲမေးတော့အာဖဂန်လူမျိုးတွေအကြောင်းသိထားသူတယောက်အနေနဲ့ကိုရီးယားတွေကိုမိသားစုထံပြန်စေခြင်းတဲ့အကြောင်းရှင်းပြပါတယ်တန်တရားဖြစ်နေသေးတဲ့ကိုကြောင့်ယုံကြည်မှုမရှိရင်အပေးယူမဖြစ်ဘူးဆိုကထပြန်တော့မှာမို့ထဲရှိကပဲဝင်တားနေရပြီးနောက်ကြောင်စစ်ဆေးခိုင်းနေသူဂျေအိုကိုဒီမှာရှိတဲ့လူအလုံးနာမည်နဲ့လူမျိုးအမှန်တွေမဟုတ်လို့စစ်ဆေးရင်အချိန်ကုန်နေမှာဖြစ်တဲ့အတွက်ပင်ကိုအသိစိတ်နဲ့ဆုံးဖြတ်ရန်တတိပေးပါတယ်ဒီအချိန်ဖုန်းခေါ်လိုက်တဲ့အဗ်ဒူလာကတစားကမိန်းကလေးကိုဖုန်းပေးလိုက်ဆိုလို့သူတို့သိတဲ့ဟုံးမီစုနာမည်နဲ့သူမတို့9ယောက်ရှိနေပြီးမိသားစုကိုချစ်ကြောင်ပြောပြဖို့နဲ့ဘသူကတော့မစားနိုင်မတောင်းနိုင်တဲ့အကြောင်းတွေကြောက်လန့်တကြားမှကဖုန်းချသွားပါတယ်ဒါကြောင့်ဘာလို့မှလဲဆိုတဲ့အဗ်ဒူလာတောင်းဆိုတဲ့အတိုင်းဒေါ်လာ100တန်တွေကိုနံပါတ်ဆင်လိုက်မဖြစ်အောင်မှွေနောက်ပြန်စီကြပြီးငွေအိတ်အောက်မှာထဲရှိကချီယာကန်သက်ထည့်ပေးလိုက်ပါတယ်ဓာတ်လိုင်းပြေးဖို့4နာရီအလိုရောက်တော့ထဲရှိနဲ့အတူချိန်ထားတဲ့နေရာကိုရောက်လာကြချိန်နောက်တစ်ဖွဲ့ကအကျဉ်းတော်ရှေ့မှာစောင့်နေပါတယ်ထဲရှိကအောက်မှာနေခဲ့ပြီးဂျေအိုကအဗ်ဒူလာရှေ့ရလိုက်တက်သွားတော့ငွေပမာလဲလို့စမိပါတယ်ပြတင်းပေါက်ကနေထဲရှိယူလာကြောင်းပြလိုက်ပြီးနောက်ပတ်စံအရင်ပေးမစစ်ပဲအကျဉ်းသားတွေအရင်လှုပ်ပေးခိုင်းတာကြောင့်အကျဉ်းထောင်တွေကလူ23ယောက်လက်ခံရရှိပြီလို့အတီလန့်ပြပါတယ်ဒါကြောင့်ထဲရှိကိုငွေပေးလိုက်ဖို့အချက်ပြနေချိန်ရုံးကိုဝင်လာတဲ့ first မှာအင်္ဂလန်ကပို့လာတဲ့အချက်လက်တွေမှာအဗ်ဒူလာနာမည်နဲ့လူကကူဝိတ်မှာတိတ်ဆုံးသွားပြီဆိုတဲ့အတွက်ဒဇာကန်တွေသွားခေါ်ဖို့လိပ်စာယူနေသူဂျေအိုထံဖုန်းဝင်လာပါတယ်ဒူးဝင်ကြီးကသူတို့လူလိမ်တွေလို့တတိပေးလိုက်ပြီးမဲ့နောက်ကျသွားပြီဖြစ်ပြီးလက်မြောက်နေတဲ့ဂျေအိုကြောင့်ထဲရှိကအဆောင်ကိုစတင်တိုက်ခိုက်ပါတယ်သို့ပေမဲ့ဂျေအိုကိုဒဇာကန်လှုပ်ချင်းချောက်လာနေပြီးသူတို့နှစ်ယောက်ကိုရိုက်နှက်ခကားဘိန်းတွေပြစ်ဖောက်ထွက်ပြေးသွားကြပါတယ်လူရမယ်ရငွေအိတ်ထဲခြေရကန်ဆက်ထည့်ပေးလိုက်တာမို့လမ်းကြားတွေကနေပြေးလိုက်သွားတဲ့ထဲရှိကဒေသခံတအူးရဲ့ဆိုင်ငယ်နဲ့လူလိမ်တွေနောက်ကိုခက်ခဲစွာဆက်လိုက်သွားပါတယ်ကားကိုဆိုင်ငယ်နဲ့ပြေးတိုက်ခုံဝင်ကအဗ်ဒူလာတို့ကိုတပ်ဆွ
င်းဆန်ပြလိုက်တိုက်ခိုက်နေသူထဲရှိကြောင့်ရက်ထားတဲ့ကားတစ်စီးကိုဝင်တိုက်မိပြီးလူလိမ်တွေအဆုံးသတ်သွားပါတယ်ထဲရှိကိုရောလူလိမ်လားဆက်စေးခိုင်းနေတဲ့ဒူးဝင်ကြီးရှိငွေအိတ်တွေယူပြီးပြန်ရောက်လာတဲ့ထဲရှိကြောင့်ဂျေအိုကသူကောင်းကောင်းလုပ်နေတာပဲလို့ဝင်တားပါတယ်ဒီအချိန်တာလီဘန်ဗိုလ်ချုပ်တယောက်ထံကဖုန်းဝင်လာပြီးကိုရီးယားဆိုရကိုအရေးကြီးတဲ့အဆိုပြုချက်ပေးခြင်းနဲ့ဆိုကဒီနေ့နေ့လေဒေါ်လာ3သိန်းကိုပေးထားတဲ့ဘဏ်ကောက်ထဲထည့်ပေးမယ်ဆိုရင်တစားကန်30လုံးကိုလွှတ်ပေးမယ်လို့လိန်စင်လုံးနေရတဲ့ဒူးဝင်ကြီးကတစားကန်23ယောက်ထဲကွာလို့အော်ရင်ဖုန်းချပြလိုက်ပါတယ်တာလီဘန်တူအချင်းသားတူနဲ့ဘွဲသားတူကြောင့်စိတ်ပြတ်နေကြတော့တာလီဘန်တယောက်ကတပ်ဖြတ်ဖို့အချိန်နီးနေပြီဆိုလို့ဂျဲအိုဖုန်းဝင်ကင်တဲ့အခါအသက်အရွယ်နာမည်နဲ့နေရလိပ်စာပြောလာတဲ့ကိုရီးယားလူမျိုးတယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်သူတို့အချိန်ပိုလို့သေးတယ်လို့တောင်းဆိုပေမဲ့မင်းတို့ပဲအချိန်ဆွဲနေတာဆိုတဲ့တာလီဘန်တွေစီကတညမှုရဖို့ထဲရှိကနာနာဝါဒီအကာအကွယ်ပေးမှုနဲ့ပါစတွန်လူမျိုးတွေရဲ့ဂီယူနာတို့တင်ပြပေးနေချိန်တနတ်တန်တစ်ချက်နဲ့အတူနောက်တစ်ချိန်အပြေပါမလာရင်နောက်တစ်ယောက်ထပ်တတ်မဲ့အချိန်ကမနက်ဖြန်ညနေ4နာရီလို့တတိပေးသွားပါတယ်တစားကန်2ယောက်အသက်ခံရပြီးနောက်ဝင်ကြီးကိုယ်တိုင်အာဖဂန်နစ္စတန်ကိုရောက်လာပြီဖြစ်ပြီးကိုရီးယားလူမျိုးတွေထပ်အသက်မခံရဖို့ရေအာဖဂန်သမ္မတနဲ့ကိုယ်တိုင်ညှိနှိုင်းဆွေးနွေးနေပါတယ်ဂျင်းနဲ့ချက်တဲ့ရောက်နေတဲ့ဂျေအိုတယောက်အခန်းထဲမှာအတမထွက်အောင်အော်ဟစ်ပြီးအိပ်ပျော်သွားချိန်နောက်တစ်ရက်တကားခောက်တန်အကျယ်ကြီးနဲ့ရောက်လာတဲ့ထက်ရှိကစစ်ရေးလေ့ကျင့်နေပြီလို့လာပြောပါတယ်သတင်းတွေမှာလည်းထိုအကြောင်းအရာတွေတက်လာပြီးမို့ဝင်ကြီးလာတာအဲ့ကိစ္စလာလို့မိပါတယ်ဒူးဝင်ကြီးကိုအဲ့လိုလုပ်တာကတာလီဘန်တွေကိုစွာတလို့ဖြစ်စေမှာမို့ချက်ချင်းရက်ခိုင်းမိမယ်ဝင်ကြီးကိုယ်တိုင်ကကိုရီးယားတယောက်ထပ်အသက်ခံရရင်စစ်စင်ရေးစမယ်လို့ဝင်ပြောပါတယ်အမေရိကန်တွေတောင်နှင်းနဲ့ချီပြီးအနိုင်ယူလို့မရတဲ့နယ်မြေလို့ပြောပြပေမဲ့အာဖဂန်သမ္မတဘက်ကအချင်းသားလွတ်ပေးမှာမဟုတ်လို့ဂျဲအိုလည်းအိမ်ပြန်တော့လို့အမိတ်ပေးပါတယ်ဒါဆိုတစားကန်တွေဘာဖြစ်သွားမှလဲဆိုတဲ့မေးခွန်းကိုမဖြေပဲအမေရိကန်တပ်တွေနဲ့စစ်စင်ရေးစဖို့ပြင်ဆင်နေပါပြီစိတ်ပြက်လက်ပြက်နဲ့အပြင်ထွက်လာသူဂျဲအိုကိုထဲရှိကလိုက်မင်းနေတဲ့အတွက်သူလှုပ်ချင်စိတ်မရှိတော့ကြောင်းပြောပြီးတစားကန်တွေကိုအသေးခံခိုင်းတော့မလို့လားဆိုတဲ့ထဲရှိရဲ့စကားတွေကိုမျက်ကွယ်ပြူထွက်သွားပါတယ်အထုပ်ဘိုးပြင်းနေသူဂျဲအိုကိုဝန်ထမ်းကနှုတ်ဆက်နေစဉ်တစားကန်တွေရဲ့မိသားစုတွေအကြောင်းသတင်းတွေတက်လာပါတယ်ကလေးတွေရဲ့မိခင်ကိုအသက်ရှင်လျက်ကူညီပေးရန်အမျိုးသားတယောက်ရဲ့တောင်းဆိုနေတဲ့ကြောင့်ဖုန်းကလုတ်ကိုနှိပ်ခအတွင်းရဲမှုချုပ်ထံဖုန်းပေးခိုင်းမိမယ်ရင်းနေတဲ့အတွင်းရဲမှုလူကိုနောက်ကျရင်ဖြစ်လာတဲ့ကိစ္စပေါ်တာဝန်ယူရမယ်လို့ချိန်ချောက်တဲ့အခါမှာအတွင်းရဲမှုကဖုန်းကိုလာကင်ပါတယ်သူ့ကိုတာလီဘန်တွေနဲ့မျက်နှာချင်းဆိုင်ညှိနှိုင်းခွင့်ပေးဖို့နောက်ဆုံးအခွင့်အရေးဆိုပေမဲ့ဝင်ကြီးမိတ်ကိုသာနားထောင်မှုမှသွားပါတယ်လက်လျှော့ပြီးလေစိတ်သွားရန်ဓာတ်လီကားစောင့်နေချိန်အခန်းထဲကဖုန်းမိတန်ကြောင့်အပြေးလွှားသွားကင်ပါတယ်ဆက်သွယ်လာသူတမရကိုယ်တိုင်ကအခွင့်အရေးမရှိဘူးပြောနေတဲ့ကိစ္စကိုဖြစ်နိုင်ခြေရှိလို့လာမင်းနေတဲ့အတွက်သူအရှုံးမပေးချင်တာကြောင့်လုံခြုံရေးမပေးနိုင်တဲ့ကိစ္စကိုပါသဘောတူလက်ခံလိုက်ပါတယ်အိမ်ပြတော့သတင်းစာရှင်းလင်းပွဲမှာတော့ဒုတိယမြောက်နင်းနာသူရှိလာတဲ့အတွက်ပူပန်မိပေမဲ့မိမိတို့နိုင်ငံသားတွေဘေးကင်းစွာပြန်လာနိုင်ဖို့ဖြစ်နိုင်တဲ့နည်းမျိုးစုံနဲ့ကာကွယ်သွားမယ်လို့ထုတ်ပြန်ကြေညာလိုက်ပါတယ်စောက်ပြစ်တင်နေတဲ့ဝန်ကြီးကတော့အကြမ်းဖက်သမားတွေနဲ့တွားရောက်ညှိနှိုင်းခြင်းတဲ့ဂျဲအိုကိုငါတို့နိုင်ငံကဘာဖြစ်သွားပြီလဲလို့ကြေမောင်းနေပါတယ်သူသိတာကတော့နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့မိမိနိုင်ငံသားကိုဘေးကင်းစေဖို့ကပထမဆုံးတာဝန်လို့ခြေပလိုက်တာကြောင့်ဝန်ကြီးဖနက်ကိုက်ထားသလိုဖြစ်သွားပါတယ်တာလီဘန်တွေဘက်ကဆက်သွယ်မှုအရတစားကန်တွေဘေးကင်းလျက်ရှိနေပြီးသူတို့အဖွဲ့တစ်ဖွဲ့လွတ်လိုက်တာနဲ့ညှိနှိုင်းမယ်လို့သတင်းပို့လာပါတယ်အမေရိကန်စစ်တပ်ကိုခန့်မှန်းနေရရောက်တဲ့အထိလုံခြုံရေးကူညီတောင်းထားပြီးအမေရိကန်အချင်းသားတယောက်အတွက်ဒေါ်လာ1 သန်းနဲ့အီတလီဓာတ်ပုံဆရာတော်ကဒေါ်လာ1 သန်းခွဲပေးရတာမို့သူတို့လိုတစားကန်အများကြီးနဲ့လူတွေကပြဿနာတက်နိုင်ပါတယ်တစ်ဖက်မှာထဲရှိကလည်းလျှို့ဝှက်ဖိုင်တစ်ခုဝယ်ယူလာပြီးညှိနှိုင်းရေးမှုချဲအိုထံသွားပြီးပါတယ်ဂျာပစ်ညူရူဟတ်ဆိုသူကတာလီဘန်တွေဂျာမာတောင်ထိတ်တန့်အကြမ်းဖက်သမားဖြစ်ပြီး CIA ကအလိုရှိနေတဲ့အထိနာမည်ဆိုးနဲ့ကြော်ကြားသူအဖြစ်တပ်ဖြတ်မှုတွေကိုစိုးရွားစွာလုပ်တတ်တဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်အာဖဂန်အချင်းတောင်တွေကကာရှင်းကိုထဲရှိကလာတွေ့လို့သူ့ကိုဒီကထုတ်ပေးရန်တောင်းဆိုပါတယ်ဒီကထွက်ချင်ရင်သူ့ကိုစကားပြန်လုပ်ပေးရမှာဖြစ်ပြီးတာလီဘန်တွေစီသွားမှာဆိုလို့ကောင်းကောင်းသွားကြပါသူဒီမှာပဲနေတော့မယ်လို့ဆိုပါတယ်ဒါဆိုလဲရှရီယာဥပဒေတိုင်းတရားမဝင်မှုတွေအတွက်ချိန်နံနဲ့အရိုက်ခံဆက်နေမလားမေးတော့အခုတောင်နာနေပြီမို့ထုတ်ပေးဖို့တောင်းဆိုပါတယ်ပြန်ပေးဆွဲမှု10ရက်မြောက်နေ့မှာတစားကန်တွေအတွက်စိတ်ပူနေသူချဲဦးကိုအစင်သင့်ဖြစ်ပြီလားမေးကခမားကိုနောက်တစ်ခါတွေးရမှာမဟုတ်ဘူးလို့စာနောက်ပါတယ်ချီကာဝတ်မသွားရခြင်းကသူ့ကိုကြောက်တယ်လို့ထင်သွားမှလို့ပြောပေမဲ့မာနာကခြေစံတွေကိုကာကွယ်မပေးနိုင်ဘူးဆိုကတေချာဝတ်ပေးပါတယ်ကြောက်ချီပန်ပြီးရေရီလိမ့်တောက်နေတဲ့ကာရှင်းကိုဟိုမှာတန်းသင်ကန်သွားရမှာမဟုတ်ဘူးဆိုက3ယောက်သာအမေရိကန်စစ်တပ်ကာကွယ်နဲ့ထွက်လာကြပါတယ်တမတ်နေရာရောက်တော့သူတို့နဲ့မရှေးမနှောင်းရောက်လာတဲ့တာလီဘန်တွေကြောင့်တင်းအုပ်လက်ထောက်ဖြစ်ဘူးတဲ့ကာရှင်းကနီးစပ်ရာဒေသခံနတ်ဖျားတွေစီဆုတောင်းပါတော့တယ်ဘာရီလန်းအောင်မှမသိတဲ့တာလီဘန်တွေကြောင့်ကာရှင်းကိုတောင်းမိခိုင်းလိုက်ပြီးဂျေအိုကိုမိသားစုစီမဆက်သွယ်တာအဆင်ပြေပါမလားမင်းနေလို့တကယ်ကြီးခိုးနှားထောင်နေရပဲလို့ဆိုပါတယ်သူအားကြရဆုံးလူတွေကပြန်စရာနေရာမရှိသူတွေဆိုတဲ့ထက်ရှိကိုအံ့ဩစွာကြီးမိလိုက်ချိန်တာလီဘန်တွေဘက်ကညှိနှိုင်းသူနဲ့ဘာသာပြန်သာလာခွင့်ရှိမယ်လို့သိလာရပါတယ်ဒီတော့သူ့အတွက်မလို့တဲ့ကြီးကားတွေပြန်ချွတ်လိုက်သူဂျေအိုကိုစေးတလုံးထုတ်ပြီးကအန်သွားနဲ့ဖိကရံမာလိုက်ပြီးကာရှင်းကတော့သူ့ကိုဆဲသွားပါတယ်မျက်နှာကိုအဝတ်တွေနဲ့အုပ်ခကားပေါ်ဆွဲတင်သွားကြပြီးသူတို့မမတ်မိလောက်တဲ့နေရာတွေအထိ
ခေါ်သွားကြပါတယ်။လှိုင်ကောင်းတက်နေရရောက်တော့ခုံမနေရပေးတဲ့အခါသူဟာကိုရီးယားနိုင်ငံကိုသားပြုဂျောင်ဂျဲအိုဖြစ်ကြောင်းနဲ့တစားကန်ကိစ္စရောက်လာကြောင်းစပြောလိုက်ပါတယ်။တစ်ဖက်ကတွေးရတာဝမ်းသာကြောင်းတနက်ကြီးတင်လာပြီးအဖြေယူလာလားမေးပေမဲ့ဘာမှပြန်မပြောတဲ့ချေအိုကတစားကန်တွေရဲ့အခြေအနေကိုအရင်ပြခိုင်းပါတယ်။ဒါကြောင့်မွန်နီတာယူလာပြီးတေချာအတီးပြုတ်ပြီးပြီဆိုရင်စကားစပြောမလားမေးပေမဲ့ချေအိုကတော့သူထက်အတီးပြုတ်ကျင်တာကခမည်းတစ်ဖက်ကောင်းဆောင်ဟုတ်ရဲ့လားလို့မေးခိုင်းပါတယ်။သူအဖွဲ့အစည်းရဲ့ခေါင်းဆောင်ဆိုတာဘလို့မှယုံမှလည်းမင်းနေလို့တစားကန်3ယောက်ကိုအရင်လွတ်ခိုင်းနေတဲ့အတွက်အခြေအနေတင်းမာလာပါတယ်။အခုလွတ်ပေးမဲ့ဆိုရင်တကဘာလုံးမမွတ်စလင်တွေကခမည်းတော်ကိုဂုဏ်ယူကြလိမ့်မယ်လို့ပြောတော့နှစ်ယောက်ကိုအလားအရှင်မြတ်စီကလက်ဆောင်အနေနဲ့လွတ်ပေးမယ်လို့ဆိုပါတယ်။ဒီလိုနဲ့တစားကန်2ယောက်ကိုပြစ်ချထားခဲ့တာကြောင့်ပောက်ကွဲစေတဲ့ပစ္စည်းပါလာစစ်ချင်နေသူအမေရိကန်နေနဲ့စန့်ကျင်ကထဲရှိကတစားကန်တွေကိုစေးတက်ဖွဲ့နဲ့ခေါ်ဆောင်သွားပါတယ်။ဖုန်းဆက်လာတဲ့ချေအိုထံထို2ယောက်ဘေးကင်းကြောင်းအသိပေးလာတာနဲ့တာလီဘန်တို့ဘက်ကမင်းတို့အလှည့်ပဲလို့ဆိုပါတယ်။ဘာမှမပြောဘဲထိုင်နေတဲ့ချေအိုကိုကာရှင်းကကြောက်လန့်တကြားသတိပြီးတော့အချင်းသားတွေလွတ်ပေးမှာမဟုတ်ဘူးဆိုတာကြောင့်ကာရှင်းတယောက်ထိတ်လန့်သွားပါတယ်။ဒါဟာသူယူလာတဲ့ဖြေပဲမို့စက်ညစ်နိုင်ခြင်းရင်စီကံချက်တွေပြောင်းခိုင်းနေသူချေအိုကိုသူအဲ့လိုဘာသာပြန်ပြီးရင်သေလိမ့်မယ်လို့သတိပေးပါတယ်။ကာရှင်းကိုဖိအားပေးဘာသာပြန်ခိုင်းနေပြီးတနက်နဲ့ချိန်လာကြပြီမို့ဒီလိုလုပ်ရင်ညှိနှိုင်းမှုအားနည်းသွားလိမ့်မယ်လို့သတိပေးတော့တစ်ဖက်ကသူနီလန်အတိုင်းပဲလုပ်မယ်ဆိုကအမျိုးသမီးတယောက်ကိုတတ်မိတ်ပေးလိုက်ပါတယ်။သူမကိုကယ်ပါလို့တောင်းဆိုဘူးတဲ့ဟုံးမိစုဖြစ်နေလို့ဝင်တားလိုက်ပြီးအစိုးရကိုပြန်မေးကြည့်မယ်ပြောတော့စီကံချက်အစ်စ်ကဒီညတက်ကောင်ရမတိုင်ခင်တာလီဘန်အားလုံးကိုလွှတ်ပေးရမယ်လို့ဖြစ်သွားပါတယ်။အစက23ယောက်သာလဲလှယ်ဖို့ဖြစ်ပေမဲ့အခုအကျဉ်းသား300ကျော်လုံးကိုဘလို့မှဖြစ်နိုင်မှာမဟုတ်လို့ဝင်ကြီးကစစ်စင်ရေးအတွက်ဘာဂရန်လီသိက်ကိုသွားမယ်လို့ဆိုပါတယ်။ထက်ရှိကတော့ဟိုမှာရှိတဲ့ချေအိုကိုယုံကြည်ထားရမှာဖြစ်ပြီးဘုံကျဲလိုက်ရင်သူ့ကိုပါထိသွားမှာလို့တတိပေးပါတယ်။တမတ်ချိန်ရောက်လာတဲ့အထိအစိုးရဘက်ကဆက်သွယ်မလာသေးပါလားဆိုတဲ့ကာရှင်းကိုသူတို့ဆက်သွယ်လာမှာမဟုတ်ဘူးလို့ဖြစ်နေချိန်တာလီဘန်တို့ထံကိုရီးယားအစိုးရကညှိနှိုင်းမှုဖျက်သိမ်းလိုက်ပြီဆိုတဲ့သတင်းရောက်လာပါတယ်။အသက်ခံရတော့မှမို့တနက်ထလူနေချိန်လေချောင်းပုံကျဲမှုတွေစတင်လာပြီမို့မဟာမိတ်တွေစစ်စင်ရေးစလိုက်ပြီလို့တတိပေးပါတယ်။နောက်ကလူတွေပြောနေတာကတစားကန်21ယောက်ရှိနေတာမို့စစ်စင်ရေးမလုံနိုင်ဘူးလို့ကြားလိုက်တဲ့ကာရှင်းတယောက်ကျန်နေတဲ့21ယောက်မှာ2ယောက်လွတ်ပေးလိုက်တာကို19ယောက်ပဲကြံရတော့မှလို့သူတို့ကိုသူတို့ထဲမတွက်ပဲပြောပြနေပါတယ်။ဒါဟာကယ်ဆယ်ရေးမဟုတ်ပဲအမြင့်ပြတ်ချေမုံရေးလို့ထပ်မံတတိပေးလိုက်ပြီးသူတို့အားလုံးမှာအကုန်တရားမဲ့အရေးအတွက်ခမားတို့လူနည်းစုကထောင်သား300ကိုအရေးဆိုင်နေသေးလားလို့ဇက်တိုက်မေကွန်းထုတ်နေပါတယ်။တစ်ချိန်လုံးဘာမှမပြောဘဲထိုင်ကြည့်နေတဲ့ဂျာဟစ်ကမင်းတီကိုလာတာအဲ့လူတွေအသက်မခံရပဲကဲချင်တာမို့တိုက်ခိုက်မှုကိုရက်ခိုင်းရန်အင်္ဂလိပ်လိုပြောလာပါတယ်။ဒီကိုစစ်တပ်လာချထားတဲ့ကိုရီးယားတွေကသူတို့ဧည့်သည်တွေမဟုတ်ပဲမင်းတို့ချမ်းသာတဲ့နိုင်ငံတွေကလှုပ်ချင်ရလုံနိုင်နေဆိုတဲ့ဂျာဟစ်ဟာခမားတက်မှုကောင်းဖြစ်နိုင်ပေမဲ့ညှိနှိုင်းရေးသမားကောင်းတော့မဟုတ်ပဲအကြီးမားဆုံးအမှားကတော့သူတို့ကိုအထင်သေးတာပဲလို့ခြေပါပါတယ်။နေရာမလက်ဖုံးနေကြောင်းတစားကန်တွေကိုရှင်းရန်အသေးခံဘုံခွဲသမားတယောက်ထားခဲ့လိုက်ပြီးဂျာဟစ်ကသဘောတူညီချက်ဖျက်ဆီးသူချဲအိုကိုငရဲရင်ပို့မယ်လို့တနက်နဲ့ထားချိန်လာပါတယ်။ဒီကြားထဲကတိုက်ခိုက်မှုကိုရက်စေခြင်းရင်သူသဘောတူညီချက်ရကြောင်းပြောဖို့လိုတယ်ဆိုတော့အမေရိကန်ဒုံးကြီးကိုတော့မကြောက်တဲ့သူတို့ကပဲဒီစစ်ပွဲကိုနိုင်မှာလို့တက်အပ်ပြောနေပါတယ်။အကျဉ်းသားလဲလှယ်ဖို့ဆိုတာမဖြစ်နိုင်ပဲငွေတစ်ခုသာညှိနှိုင်းမှုရှိတယ်ပြောတော့စော်ကားခံရတဲ့ဆိုကဓာတ်နဲ့ဝင်ထိုးမဲ့တယောက်ကိုဂျာဟစ်ကပြစ်လိုက်ပါတယ်။ကာရှင်းကိုပါခေါ်ထုတ်ခိုင်းလိုက်ပြီးအကြီးကျယ်ပောက်ကွဲတန်နေကြမှာဂျယ်အိုတို့နှစ်ယောက်ကတော့ဒေါ်လာ350ကနေ320နဲ့သဘောတူညီချက်ယူလိုက်ပါတယ်။ပြီးတော့အာဖဂန်ဆိုတာအင်ပါယာရဲ့တင်ကြိုင်မဲ့မှုကိုရီးယားစစ်တပ်နဲ့ပြည်သူအလုံးတလအတွင်းအပြီးပိုင်ခွာပြီးရင်နောက်ထပ်ခြေချမလာရန်တတိပေးပါတယ်။ဒီတော့မှအတဝဝရှူနိုင်ပြီဖြစ်တဲ့ဂျယ်ကိုလည်းထဲရှစ်တန်ဆက်သွဲကညှိနှိုင်းမှုပြီးဆုံးသွားပြီလို့အားလုံးကိုအသိပေးလိုက်ပါတယ်။တစားကန်တွေကိုလာခေါ်တဲ့ထဲရှစ်ကကိုရီးယားကိုပြန်လို့ရပြီဖြစ်ကြောင်းသတင်းပေးကအောင်မြင်ခဲ့တဲ့ဂျယ်ကိုပွေဖက်နှုတ်ဆက်ပါတယ်။ဒါပေမဲ့တာလီဘန်တွေဟာသူတို့အတွက်လုံခြုံရေးအာမခံချက်ရဖို့တယောက်နေခဲ့ရမှာဖြစ်ပြီးအဲ့လိုမဟုတ်ရင်တယောက်မှထွက်မသွားရဘူးလို့ချိန်ချောက်လာပါတယ်။ဒါကြောင့်ညှိနှိုင်းရေးတာဝန်ခံဖြစ်တဲ့ဂျယ်ကပဲသူနေခဲ့မယ်ဆိုတဲ့အတွက်တာဝန်ခံကတစားကန်တွေကိုကိုရီးယားထိခေါ်သွားပါကံကောင်းတဲ့သူကနေခဲ့မယ်လို့ထဲရှစ်ကဆိုပါတယ်။ဒါကြောင့်ထိတ်လန့်နေတဲ့တဲ့အစားဝင်ကစိတ်ကိုထိန်ပြီးတစားကန်တွေကိုကောင်းကောင်းပို့ပေးရမှာရင်တာလီဘန်တွေလက်ထဲမှာကြံနေခဲ့ပါတယ်။ကိုရီးယားထံပြန်ရောက်လာတဲ့ဂျယ်အိုတို့ဟာဟိုမှာဖြစ်ခဲ့တဲ့အလုံးနဲ့တပ်ဆိုင်သမျှအားလုံးထုတ်မပြောမိစေရန်ခံဝင်ထိုးကတိပေးခဲ့ရပြီးအသက်နဲ့ရင်းလာပြီးမဲ့ဘာမှမကြံဘူးဆိုတဲ့ဒူးဝင်ကြီးကိုလူ21ယောက်တော့အသက်ရှင်ပါတယ်လို့ပြောခဲ့လိုက်ပါတယ်။သတင်းမှာတော့ကိုရီးယားတပ်သားကန်တွေဘေးကင်းစွာပြန်ရောက်သွားပြီးဟိုမှာကြံနေခဲ့တဲ့လူပါအန်ရကင်းတဲ့အကြောင်းကြီးညာနေလို့ဝမ်းသာသွားပါတယ်။3လကြာပြီးနောက်သတင်းစာရှင်းလင်းပွဲအတွက်အလုံများနေသူဂျယ်အိုထံဖုန်းတစ်လုံးဝင်လာပြီး
ဝါရှင်တန်ကိုမသွားဘူးလားလို့ဖုန်းဆက်လာသူကဘားထက်ရှစ်ဖြစ်နေပါတယ်အခုဘက်မှာလည်းမေးတော့ဘေးကနှုတ်ဆက်လာသူကရှင်ကကျမ်းမာရလာမင်းနေပြီသူတို့အလုပ်တူတွဲလုပ်နေရလို့ဆိုပါတယ်သတင်းသာရှင်းလင်းပွဲလဲစတော့မှာမို့ဘားထက်ရှစ်ကိုလူတိုင်းမှာပြန်တရားနေရာတစ်ခုရှိကြောင်းအသိပေးနှုတ်ဆက်လိုက်ပါတယ်သတင်းသာရှင်းလင်းပွဲမှာတော့ဘူဆန်အခြေစိုက်တင်မော်တစ်စင်းဟာအိန္ဒိယသမုဒ္ဒရာအတွင်းမှာပြန်ပေးဆွဲခံလိုက်ရကြောင်းအတည်ပြုပြီးသားဖြစ်ပြီးလက်ကင်ရော့ကတ်တွေနဲ့ဆိုမာလီဓမြတွေကလူ25ယောက်ပါတဲ့တင်မောကိုသိမ်းပိုက်ထားတဲ့အတွက်အရေးပေါ်တန်တမန်ရေးနဲ့လုံခြုံရေးအတွက်တံပြန်ရေးအဖွဲ့ကိုအမြန်ဆုံးဆေလွတ်မယ်လို့ထုတ်ပြန်ကြေညာလိုက်ပါတော့တယ်